1912ခုနှစ်တိုင်တန်နစ်ဆိုတဲ့ဒီသင်္ဘောကြီးဟာကမ္ဘာပေါ်မှာအကြီးဆုံးအလှပဆုံးသမိုင်းရဲ့အနှက်ဆိုင်ဆုံးပုံရိပ်တစ်ခုအဖြစ်လူတိုင်းကယုံကြည်ခဲ့ကြပါတယ်ဒီလိုမျိုးတာမဏိတွေနဲ့ဖန်တီးထားတဲ့ဇိမ်ခံအိမ်မက်ကြီးတစ်ခုလူသားတွေရဲ့နိမညာအောင်မြင်မှုတစ်ခုကအေးဆက်လာတဲ့ရေအောက်ကျမ်းမြင့်စီကိုအကြီးတန်းစွာနှိမ့်မြုပ်သွားခဲ့ပါတယ်ဒီလိုမျိုးခိုင်ခန့်လှပပြီးဂုဏ်ယူစရာကောင်းတဲ့ဇိမ်ခံသင်္ဘောကြီးဘယ်လိုမျိုးရေအောက်ကိုနှိမ့်မြုပ်သွားခဲ့တာလဲဒီအဖြစ်ဆိုးတွေရဲ့နောက်ွယ်မှာဆုံးရှုံးမှုနဲ့ဝမ်းနည်းစရာဘဝတွေဘယ်လိုမျိုးပေးဆက်ခဲ့ရလဲဒီနေ့မှာတော့လူတိုင်းကြားမှုကြတဲ့တိုင်တန်နစ်ဆိုတဲ့သမိုင်းဝင်သင်္ဘောကြီးရဲ့ဇာတ်လမ်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်1909ခုနှစ် White Star Line Company ကအကြံတစ်ခုရခဲ့ပါတယ်အဲ့ဒီအကြံကကမ္ဘာပေါ်မှာအကြီးဆုံးအလှပဆုံးအဆင့်တန်းအမြင့်ဆုံးသင်္ဘောတစ်စင်းတိစောက်ဖို့ဖြစ်ပါတယ်အဲ့ဒီအချိန်ကစတင်ပြီးတိုင်တန်နစ်ဆိုတဲ့အိမ်မက်ကြီးကိုစတင်တိစောက်ခဲ့ကြပါတယ်သင်္ဘောကိုစတင်တိစောက်ခဲ့တဲ့နေရာက Belfast မြို့မှာဖြစ်ပါတယ်တမဏိပေါင်းများစွာနဲ့ဒီပညာအသစ်တွေကိုအသုံးပြုပြီးလူထောင်ပေါင်းများစွာကတိုင်တန်နစ်ဆိုတဲ့အိမ်မက်ကြီးတစ်ခုကိုစတင်အကောင့်ထဲပေါ်ခဲ့ကြပါတယ်တင်စားရမယ်ဆိုရင်တိုင်တန်နစ်ကသင်္ဘောတစ်စင်းနဲ့မဟုတ်တော့ပဲလူသားမာနရဲ့သင်္ကေတဖြစ်လာခဲ့ပါတယ်သင်္ဘောရဲ့အတွင်းပိုင်းမှာတော့ First Class ခရီးသည်တွေအတွက်ဟိုတယ်လိုဇိမ်ခံအခန်းကြီးတွေလှပတဲ့စားသောက်ဆိုင်တွေနဲ့ကနဝင်ဆန်တဲ့လေကားကြီးတွေကြောင့်နန်းတော်ထဲရောက်နေတယ်လို့ခံစားစေရပါတယ် Second Class နဲ့ Third Class ဆိုရင်တော့အဲ့ဒီအချိန်ကအခြားသင်္ဘောတွေထက်အများကြီးပိုကောင်းပိုတာလွန်နေခဲ့ပါတယ်ဒါကြောင့်လည်းအဲ့ဒီအချိန်လူတိုင်းရဲ့ပါးစပ်ဖြားမှာဒီသင်္ဘောကြီးကအရန်ကိုလှပခမ်းနားပြီးကြက်တည်ရည်နဲ့ပြည့်စုံတယ်လို့ဂျာဇဝင်တွင်ခဲ့ပါတယ်1912ခုနှစ်ဧပြီလမှာတော့တိုင်တန်နစ်ဟာသူ့ရဲ့ပထမဆုံးခရီးစဉ်ကိုစတင်ခဲ့ပါတယ်သင်္ဘောရဲ့ကပတိန်အဖြစ်အဒဝါဂျွန်စမစ်ကမောင်းနှင်ခဲ့ပြီးနယူးယောက်မြို့စီကိုဦးတည်ပြီးထွက်လာခဲ့ပါတယ်လူပေါင်း2200ကျော်တိုင်တန်နစ်ပေါ်မှာစီးနှင်းလိုက်ပါခဲ့ကြပါတယ်တချို့ကအိမ်မက်အသစ်တွေကိုရှာဖွေဖို့တချို့ကဘဝအသစ်တည်ဆောက်ဖို့နဲ့တချို့ကဇိမ်ခံခရီးသွားဖို့ဖြစ်ပါတယ်သင်္ဘောပေါ်မှာတော့ဂီတသံတွေရေမောသံတွေနဲ့လူတိုင်းကပျော်ရွှင်နေခဲ့ပါတယ်ဒါပေမဲ့ဒီခရီးကသူတို့ဘဝရဲ့နောက်ဆုံးခရီးဖြစ်နေမယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူးဧပြီလ14ရက်နေ့ညတိတ်ဆိတ်နေတဲ့လေပြင်းကြီးတွေနဲ့အတူပင်လယ်ရေတွေကလည်းအေးဆက်နေခဲ့ပါတယ်အရာအလုံးငြိမ်သက်နေတဲ့အချိန်ကျေလောင်တဲ့အသံနဲ့သတိပေးချက်တစ်ခုထွက်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအရာအလုံးကနောက်ကျသွားခဲ့ပါတယ်ရေခဲတောင်ကြီးတစ်လုံးသမုဒ္ဒရာတွေကနေကြောက်မက်ဖွယ်ပေါ်လာခဲ့ပါတယ်ကပတိန်အဒဝါဂျွန်စမစ်ကသင်္ဘောရဲ့လမ်းကြောင်းကိုပြောင်းဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ကြီးမားတဲ့အရွယ်အစားနဲ့မြန်ဆန်တဲ့အရှိန်ကြောင့်ရေခဲတောင်ကြီးကိုရှောင်တိမ်မှုကြရှုံခဲ့ပြီးတမဏိသင်္ဘောကြီးကရေခဲတောင်ကိုတိုက်မိသွားခဲ့ပါတယ်အစပိုင်းမှာတော့လူတွေကဒီလောက်ကြီးတဲ့သင်္ဘောကဘာဖြစ်မှာလဲဆိုပြီးစောင့်နှောက်ခဲ့ကြပါတယ်ဒါပေမဲ့သင်္ဘောဝမ်းမိုက်ထဲကိုပင်လယ်ရေတွေတဖြည်းဖြည်းဝင်လာခဲ့ပါတယ်ဝင်လာခဲ့တဲ့ရေတွေကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့အလုံးမဖြစ်ခဲ့ပါဘူးတဖြည်းဖြည်းနဲ့ရေတွေကများတစ်ထပ်များလာခဲ့ပါတယ်သင်္ဘောရဲ့ one bite engine ထဲမှာတော့သင်္ဘောသားတွေဟာသူတို့ရဲ့ဘဝကိုအေးဆက်တဲ့ပင်လယ်ရေတွေနဲ့စတင်တိုက်ခိုက်နေပြီဖြစ်ပါတယ်ဒါပေမဲ့သင်္ဘောရဲ့အပေါ်ပိုင်းမှာတော့လူမှုအဆင့်အတန်းရဲ့အဖြစ်မှန်ကိုစတင်ဖော်ထုတ်နေကြပြီဖြစ်ပါတယ်အသက်ကိုဖတ်နှက်ထုတ်ရတဲ့ဒီအခြေအနေမှာဝေများတရားနိုင်ဆိုသလို First Class ခရီးသည်တွေကိုအသက်ကယ်လေတွေထဲအရင်တင်ပြီးနောက်ပိုင်းမှာတခြားသူတွေအလဲရောက်ခဲ့ပါတယ် Third Class နဲ့လူတချို့ဆိုရင်လေထဲတော့မရောက်နိုင်ခဲ့ကြပါဘူးတချို့ကတော့ချစ်ရတဲ့သူတွေမိသားစုရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ရင်တေချင်းတရားကိုပဲရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်တိုင်တန်နစ်ကတဖြည်းဖြည်းပျက်စီးလာခဲ့ပြီးအလင်းရောင်တွေတစ်ခုပြီးတစ်ခုပျောက်ကွယ်သွားခဲ့ပါတယ်ဂီတသံတွေဟာတိတ်ဆိတ်သွားခဲ့ပြီးလူတွေရဲ့ပျော်ရွှင်မှုတွေကနေကြောက်ရွံ့နေတဲ့အော်ဟစ်တန်တွေစားထိုးသွားခဲ့ပါတယ်နောက်ဆုံးမှာတော့သင်္ဘောကြီးကနှစ်ပိုင်းကွဲသွားခဲ့ပါတယ်အဲ့ဒီအခိုက်အတန့်ကသမိုင်းမှာမေ့လို့မရတဲ့နိုင်တန်တွေကတစ်ခုဖြစ်ခဲ့ပါတယ်တိုင်တန်နစ်ကသမုဒ္ဒရာတွေကိုတဖြည်းဖြည်းဆွဲချခံလိုက်ရပြီးရေအောက်ကျမ်းမြင့်ကိုနှိမ့်မြုပ်သွားခဲ့ပါတယ်နောက်နေ့မနက်ပင်လယ်ကြီးကတိတ်ဆိတ်နေပြီးတော့လူထောင်ပေါင်းများစွာရဲ့မျောလင်းချက်တွေသမုဒ္ဒရာအောက်ကိုပျောက်ကွယ်သွားခဲ့ပါတယ်လူပေါင်း1500ကျော်သေဆုံးမှုကြောင့်ကမ္ဘာတဝန်းလုံးအံ့အားသင့်ခဲ့ရပါတယ်မင်းမြုပ်နိုင်မှုဆိုတဲ့စကားတစ်ခုကသမိုင်းမှာအမှားတစ်ခုလိုဖြစ်သွားခဲ့ပါတယ်အဲ့ဒီအဖြစ်အပျက်ကနေလူသားတွေသင်ခန်းစာတစ်ခုရခဲ့ကြပါတယ်လူသားမာနခန္ဓာတဲ့အောင်မြင်မှုဆိုတာတခါတလေသဘာဝရှိမှဘာမှမဟုတ်ဘူးဆိုတာပါပဲဒီနေ့တင်ဆက်ပေးခဲ့တာကတော့တစ်ချိန်လုံးကသမိုင်းတွင်ခဲ့တဲ့ခန္ဓာလာတဲ့တိုင်တန်နစ်ဆိုတဲ့သင်္ဘောကြီးရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ Voice-Code မြန်မာကိုအခုပဲ follow ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်ဒါဆိုနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်